ခရနိုင်မင်္ဂလာပါချစ်တဲ့ညီကိုမောင်နှမတို့ကျွန်တော်တို့လူအပေါင်းတို့အတွက်နောက်ပြီးတော့ကျွန်တော်တို့အပေါ်မှာအုပ်စိုးနေတဲ့အထက်အနာပိုင်းတွေကျွန်တော်တို့နိုင်ငံကျွန်တော်တို့ရဲ့ရက်ွက်ရက်ရွာတွေကိုအုပ်ချုပ်နေတဲ့သူတွေအတွက်ကျွန်တော်တို့ပုံမှန်ဆွတောင်းပေးနေရလားရတဲ့ခင်ကကျွန်တော်တို့ကိုသူတို့အတွက်ပုံမှန်ဆွတောင်းပေးစေချင်ပါတယ်အဲ့တော့ဘာဖြစ်လို့ဆွတောင်းပေးရမှာလဲနောက်ပြီးတော့သူတို့အတွက်ဆွတောင်းပေးရင်ဘာတွေဆွတောင်းပေးရမှာလဲဆိုတော့ကိုတမန်ကျမ်းစာထဲမှာကျွန်တော်တို့ဘုရားခင်ကဖော်ပြပေးထားပါတယ်ဒါကြောင့်မလို့တိမောတေခန်းချင်းနှစ်အငယ်1ကနေ9ကိုကျွန်တော်တို့ဆင့်ချင်းလေ့လာပြီးတော့နှလုံးသွင်းကြရအောင်အခန်းချင်းနှစ်အငယ်1ကနေ3မှာဆိုရင်တော့ကျွန်တော်တို့ကလူအပေါင်းတို့နဲ့အာနာပိုင်တို့အတွက်ဆွတောင်းပေးရမယ်တဲ့အဲ့တော့အငယ်1မှာဒီလိုရေးထားတယ်တို့ဖြစ်၍လူအပေါင်းတို့အတွက်၎င်းရှင်ဘုရင်များနှင့်အာနာပိုင်အားလုံးတို့အတွက်၎င်းအတနာခံခြင်းဆွတောင်းခြင်းဂျားခံတောင်းလျှောက်ခြင်းနှင့်ကျေးဇူးတော်ချီးမွမ်းခြင်းတို့ကိုပြုရန်ပထမဦးစွာငါတိုက်တွန်းလို့ဆိုပါ၏သူတို့အတွက်ကျွန်တော်တို့ကဆွတောင်းပေးရမယ်အတနာခံရမယ်ဂျားခံတောင်းလျှောက်ပေးရမယ်ကျေးဇူးတင်ရမယ်ဒါဆိုရင်ကျွန်တော်တို့ဘာဖြစ်လို့အဲ့လိုမျိုးတောင်းရမှာလဲနောက်ပြီးတော့တောင်းတဲ့အချိန်မှာဘယ်အရာတွေတောင်းရမလဲဆိုတာအငယ်1မှာရေးထားပါတယ်ဘာဖြစ်လို့လဲဆိုတော့ဤဒီကငါတို့ဒီဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်တည်ကြည်လေးနဲ့ခြင်းအပြည့်အဝရှိလျက်အေးချမ်းတည်ငြိမ်စွာအသက်ရှင်နေထိုင်နိုင်ရန်ဖြစ်၏အဲ့ဒီခေတ်တုန်းကလည်းအေးဖက်မှာလည်းခရိယန်ကလူနည်းစုပါအုပ်ချုပ်တဲ့သူကအများပိုင်းအဖြစ်မယုံကြည်သူတွေပါအဲ့တော့အခုကျွန်တော်တို့နိုင်ငံအခုခေတ်မှာလည်းအများပိုင်းကတော့အုပ်ချုပ်သူကမယုံကြည်သူတွေပါခရိယန်တွေကနိုင်ငံအများပိုင်းမှာလူနည်းစုပါကျွန်တော်မြန်မာနိုင်ငံမှာလည်းလူနည်းစုပါအဲ့တော့ကျွန်တော်တို့ကဘာဖြစ်လို့လူမျိုးတိုင်းလူအပေါင်းတို့နဲ့အာနာပိုင်တွေအတွက်ဆွတောင်းပေးရမှာလဲဆိုတော့ကျွန်တော်တို့ကဖျားဝတ်၌မွေ့လျော်ခြင်းရှိနိုင်ဖို့ကျွန်တော်တည်ကြည်လေးနဲ့ခြင်းရှိနိုင်ဖို့နောက်ပြီးတော့အေးချမ်းတည်ငြိမ်စွာအသက်ရှင်နေနိုင်ဖို့ရန်အတွက်ကျွန်တော်ခရိယန်တွေအဲ့လိုမျိုးအချိန်ကာလတွေအဲ့လိုမျိုးအချိန်တွေဖြတ်ကျော်နိုင်ဖို့ရန်အတွက်နေနိုင်ဖို့ရန်အတွက်ဆွတောင်းရမှာဖြစ်ပါတယ်ကျွန်တော်တို့ဖျားဝတ်၌မွေ့လျော်ခြင်းဆိုတဲ့ညဖျားသခင်ကိုချီးမွမ်းခြင်းတဲ့အချိန်မှာချီးမွမ်းလို့ရတဲ့နိုင်ငံအခြေအနေကိုရောရဲ့နှုတ်ကပတ်တော်ကိုလေ့လာခြင်းတင်ယူခြင်းကျမ်းစာကြောင်းဖွင့်ခြင်းအတင်းတော်ထူထောင်ခြင်းအဲ့ဒီအရာတွေကိုကျွန်တော်တို့လွတ်လွတ်လပ်လပ်လှုပ်ဆောင်နိုင်တဲ့နေရာမှန်မှန်ကန်ကန်ဂုဏ်တည်ရှိနဲ့လှုပ်ဆောင်နေတဲ့နိုင်တဲ့နေရာတည်ကြည်လေးနဲ့ချင်းရှိနဲ့ခိုးချောင်ခိုးဝဲလှုပ်ရတဲ့အရာတွေမဟုတ်ဘဲနဲ့ကောင်းကောင်းမွန်မွန်နဲ့ကျွန်တော်အေးချမ်းစွာကိုယ်ဥပြုကိုယ်ွယ်ရတဲ့နေရာချီးမွမ်းရတဲ့နေရာနှုတ်ကပတ်တော်လေ့လာဆင်ခြင်းနှလုံးသွင်းအသက်ရှင်တာသမီးတွေကိုခေတ္တတော်ရဲ့နှုတ်ကပတ်တော်နဲ့အညီတွန်းသင်အမှုတော်မြတ်ကိုထမ်းဆောင်ရတဲ့နိုင်ငံနေရာဖြစ်လာဖို့ရန်အတွက်ကျွန်တော်ဆုတောင်းရမှာဖြစ်ပါတယ်။အဲကြောင့်မလို့အာနာပိုင်တွေအတွက်လူမျိုးအပေါင်းတွေလူအပေါင်းအတွက်ဆုတောင်းတဲ့အခါမှာအဲ့ဒီလူမျိုးကျွန်တော်တို့ခရိယန်တွေလူမျိုးအသက်ရှင်ခွင့်ရအောင်သူတို့လုပ်ပေးနိုင်ဖို့လုပ်ပေးနေတယ်ဆိုရင်ကျွန်တော်တို့သူတို့အတွက်ကျေးဇူးတော်ချီးမွမ်းနောက်ပြီးတော့ပို့ပြီးတော့လုပ်နိုင်အောင်ဆုတောင်းပေးသူတို့ကူညီတဲ့သူတွေဉာဏ်ပညာတွေရှိလာအောင်ဆုတောင်းပေးသူတို့ကလူမျိုးမလုပ်နေဘူးဆိုရင်လည်းကျွန်တော်တို့ကိုဘုရားဝတ်၌မွေ့လျော်ခြင်းကိုနောက်ဆက်နေတယ်ဆိုရင်လည်းအနောက်ဆက်ဖြစ်တယ်ဆိုရင်လည်းသူတို့နောင်တရလာဖို့သူတို့ကျွန်တော်တို့ကိုအဲ့လိုမျိုးမတားဆီးဖို့လွတ်လပ်ခွင့်ပေးဖို့ကျွန်တော်တို့ဆက်လက်ပြီးတော့ဆွတောင်းရမှာဖြစ်ပါတယ်နောက်ပြီးတော့ငါဆိုရင်ဘာဖြစ်လို့အဲ့လိုဆွတောင်းရမှာလဲဘုရားသခင်ကဘာဖြစ်လို့ဆွတောင်းပေးစီချင်တာလဲသုံးပါဆိုရင်ထို့တို့ပြုခြင်းတွေကောင်းမြတ်၍ငါတို့ဤကဲတင်ရှင်ဘုရားသခင်ရှေ့တော်၌နှစ်သက်လက်ခံဖွယ်ဖြစ်၏လူအပေါင်းတို့အတွက်ဆွတောင်းပေးတာကျွန်တော်အပေါ်မှာအုပ်ချုပ်နေတဲ့အာဏာပိုင်တွေအတွက်ဆွတောင်းပေးတာကအဲ့လိုအခုနပြောတဲ့အချက်လို့ဆွတောင်းပေးတာကဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ်ဘုရားခင်နဲ့တက်တဲ့အရာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့လူအပေါင်းတို့အတွက်ကောကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့လူတွေအားလုံးကျွန်တော်တို့နေတဲ့ထိုင်တဲ့နိုင်ငံမှာရှိတဲ့သူတွေအားလုံးကဘာသူကဘာသားတွေအတွက်နောက်ပြီးတော့ကျွန်တော်တို့အပေါ်မှာအုပ်ချုပ်နေတဲ့သူတွေအတွက်ကျွန်တော်ဆွတောင်းပေးကြပါစို့နောက်ပြီးတော့၄ကနေ9မှာဆိုရင်ဘာဖြစ်လို့ကျွန်တော်တို့တို့အတွက်ဆွတောင်းပေးရမလဲဆိုတဲ့အချက်ကြီးအဓိကအချက်ကိုပြန်ဖော်ပြထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့လေးမှာလူသားအားလုံးကဲတင်ချင်းခံရလက်တမန်တရားကိုသိရှိခြင်းတို့ရောက်စေရန်ဘုရားသခင်အလိုရှိတော်မူ၏။လူအပေါင်းတို့အတွက်ဆုတောင်းပေးရမှာဘာဖြစ်လို့လဲ။သူတို့ကိုဘုရားသခင်ကကဲတင်ချင်းရစေခြင်းလို့ပါ။အာနာပိုင်တွေအတွက်ဆုတောင်းပေးရမှာဘာဖြစ်လို့လဲ။သူတို့ကိုလည်းဘုရားသခင်ကကဲတင်ချင်းရရှိပြီးတော့တမန်တရားကိုတည်လာဖို့မှားယွင်းတဲ့အရာတွေကိုယုံကြည်ပြီးတော့မကဲတင်နိုင်တဲ့အရာတွေတရားတွေနောက်မှာလိုက်ပြီးတော့ပျက်စီးခြင်းတို့ရောက်သွားတာမဟုတ်ဘဲနဲ့ကဲတင်ချင်းရပြီးတော့စစ်မှန်တဲ့တမန်တရားလူနဲ့ပတ်သက်တဲ့တမန်တရားတမလိုနဲ့ပတ်သက်တဲ့တမန်တရားကဘာကြီးနဲ့စကြဝဠာနဲ့ပတ်သက်တဲ့တမန်တရားကိုသိရှိယုံကြည်ပြီးတော့ကဲတင်ချင်းရဖို့ကြီးထွားလာဖို့ရန်အတွက်ဘုရားသခင်အလိုတော်ရှိလို့သူတို့အတွက်ဆုတောင်းပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်သူတို့
လူတွေအားလုံးအတွက်ဆုတောင်းပေးအောင်ဘုရားသခင်ကသူတို့နဲ့ပါဆိုင်လေနော်လူဖြူရှိတယ်လူမျိုးလူမဲရှိတယ်အာရှသားရှိတယ်ဥရောပသားရှိတယ်ကပ်ပလီတွေရှိတယ်လူရိုင်းတွေလည်းရှိတယ်ဘာဖြစ်လို့သူတို့အကုန်လုံးအတွက်ဆုတောင်းပေးရမှာတော့အဲ့တော့အငယ်ငါးမှာဆိုရင်အကြောင်းမူကားဘုရားသခင်တဆူတဲရှိတော်မူ၍ဘုရားသခင်နှင့်လူတို့ဆက်ကြားတွင်ကြားဝင်ဆစ်ဆက်သူလည်းတပါးတည်းရှိတော်မူ၏ထိုအရှင်ကလူဖြစ်တော်ခရစ်တော်ယေရှုပေသည်လူတွေအားလုံးအတွက်ဘုရားသခင်ကကျွန်တော်တို့ကိုဆုတောင်းပေးစေခြင်းနဲ့ဘာဖြစ်လို့လဲသူတို့ရဲ့ဘုရားလည်းကိုတော်ပဲဖြစ်တယ်သူတို့ကိုလူတိုင်းကိုဖန်ဆင်းထားတဲ့လူရဲ့ဖန်ဆင်းရှင်စကြဝဠာရဲ့ဖန်ဆင်းရှင်ရှိသမျှအရာအားလုံးရဲ့ဖန်ဆင်းရှင်ကကိုတော်တပါးပဲဖြစ်တော့ကိုတော်ကသူတို့ရဲ့ဘုရားသခင်ဖြစ်ပါတယ်စစ်မှန်တဲ့ဘုရားခင်တဆူတဲ့ရှိတယ်ကိုတော်ပဲဖြစ်ပါတယ်ဒါကြောင့်မို့ကိုတော်ကသူတို့ကိုတိစေခြင်းပြီးတော့ကိုတော်ကိုတိခြင်းအပြင်ကယ်တင်ခြင်းရရှိစေခြင်းတယ်ပျက်စီးခြင်းတို့မှားယွင်းတဲ့အရာကိုယုံကြည်ပြီးတော့ပျက်စီးခြင်းတို့မရောက်စေခြင်းဘူးနောက်ပြီးတော့ဘုရားသခင်နဲ့လူတွေရဲ့ကြားမှာစစ်ဆက်ပေးသူကြားဝင်ဖြည့်ရှင်းပေးသူဘုရားသခင်ကကျွန်တော်တို့ကိုတင့်မြတ်စေသူလုပ်ပေးနိုင်တာယေရှုခရစ်တော်ဘုရားတပါးတည်းပဲရှိပါတယ်ဘာဖြစ်လို့ကိုတော်ကလိုမျိုးလုပ်ပေးနိုင်တာလဲ6မှာဆိုရင်ထိုအရှင်ဒီလူအပေါင်းတို့အတွက်ရွေးနှုတ်เสียဖို့အခအဖြစ်မိမိကိုယ်ကိုပေးအပ်တော်မူ၏ကျွန်တော်အားလုံးကကဘာဦးကလေးကလူသားတိုင်းကဘုရားသခင်ကိုဘုရားနေရာမှာမထားဘဲနဲ့ဆန့်ကျင်ပုံကန်ခဲ့ကြလို့ဘုရားသခင်နဲ့ဝေးကွာပြီးတော့အပြစ်နုံထဲမှာနှစ်သွားပြီဘုရားသခင်ရဲ့အမျက်ဒေါသနဲ့ဘုရားသခင်ရဲ့တရားစီရင်ခြင်းကိုခံရတော့မယ်အဲ့တော့အဲ့ဒီအပြစ်ကြွေးကိုဆက်ကျွန်တော်တို့ကိုယ်တိုင်ဆက်ရမှာဆိုရင်ကျွန်တော်တို့ငရဲသွားဖို့ပဲဘုရားသခင်ကထာဝရဝေးကွာဖို့ပဲအဲ့ဒီပြဿနာကိုသခင်ယေရှုခရစ်တော်ကလူသားဖြစ်လာပြီးတော့ကိုတော်ကလူသားတရားအနေနဲ့ကျွန်တော်တို့လူသားတွေအားလုံးကိုစားကိုတော်သူ့ရဲ့ခန္ဓာကိုယ်ကိုပေးလူလိုက်တယ်အတေခံလိုက်တယ်စတေးလိုက်တယ်အဲ့လိုစတေးပြီးတော့ကျွန်တော်တို့အတွက်အရွေးဖို့အဖို့အခကျွန်တော်တို့ကိုအပြစ်နုံထဲကနေရွေးနှုတ်ဖို့ကျွန်တော်တို့ရဲ့အကုသိုလ်ဝတ်ကြွေးတွေထဲကနေကျွန်တော်တို့ကိုဆက်ပေးဖို့ရတဲ့ကိုတော်ပေးဆက်လိုက်တယ်ဒါကြောင့်မို့လို့ကိုတော်ကိုယုံကြည်လို့ရှိရင်ကျွန်တော်တို့ကကယ်တင်ခြင်းရမယ်အဲ့လိုမျိုးလုပ်ပေးတာယေရှုဖခင်သဆူတဲ့ပဲရှိတယ်ယေရှုဖခင်တပါးတဲ့ပဲရှိတယ်ကျွန်တော်တို့အပြစ်အတွက်ဝတ်ကြွေးတွေအတွက်ဖြည့်ရှင်းပေးတာဆက်ပေးနိုင်တာကျွန်တော်တို့ကိုယ်တိုင်ဆက်ရင်အကုန်လုံးကငရဲသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ရွေးနှုတ်ကယ်တင်ရှင်ယေရှုခရစ်တော်တပါးတည်းပဲရှိလို့ကိုတော်ကိုလူတွေအားလုံးသိစေခြင်းနဲ့သိပြီးတော့ကယ်တင်ခြင်းရစေခြင်းနဲ့ဒါကတော့ဘုရားသခင်ရဲ့စံတာဖြစ်တယ်ဘုရားသခင်ရဲ့အလိုတော်ဖြစ်ပါတယ်ဘုရားသခင်ကလူသားတိုင်းကိုဖန်ဆင်းထားလို့အခုကိုတော်ကိုတီးတဲ့လူဖြစ်စေမတီးတဲ့လူဖြစ်စေပုံကန်တဲ့လူဖြစ်စေဖြစ်စည်းနေတဲ့သူဖြစ်စေကိုတော်ကိုရှုံချပြောဆိုနေတဲ့သူတွေအားလုံးကိုလည်းကိုတော်ကကယ်တင်ခြင်းရစေခြင်းနဲ့ဘာဖြစ်လို့လဲကိုတော်ကပဲစစ်မှန်တဲ့ဘုရားသခင်သူတို့ကိုဖန်ဆင်းထားတဲ့ဘုရားသခင်မို့လို့နောက်ပြီးတော့ကိုတော်ကပဲတားတော်ယေရှုခရစ်တော်ကိုကယ်တင်ဖို့ရန်အတွက်ဆေလွတ်လိုက်တယ်တားတော်ယေရှုခရစ်တော်လည်းသူတို့အားလုံးအတွက်မိမိရဲ့ခန္ဓာကိုယ်ကိုစတေးပြီးတော့ရွေးနှုတ်ဖို့အဖို့အခအဖြစ်နဲ့သူပေးဆက်လိုက်ပြီးပြီဒါကြောင့်မို့လို့ဒါကိုသိရှိယုံကြည်လက်ခံမှပဲကယ်တင်ခြင်းရမှာမို့လို့လူသားတွေအားလုံးဒါကိုသိရှိယုံကြည်ပြီးတော့ကယ်တင်ခြင်းရလာစေခြင်းတယ်ကျွန်တော်အုပ်ချုပ်တဲ့အာဏာပိုင်တွေမင်းတွေအားလုံးကိုလည်းဒါကိုသိရှိယုံကြည်ပြီးတော့ကယ်တင်ခြင်းရလာစေခြင်းပြီးတော့ဒါကိုယုံကြည်လက်ခံတဲ့ခရစ်ယာန်တွေကိုကိုတို့ရဲ့သားသမီးတွေကိုနောက်ဆက်တာဖျက်ဆီးတာဘုရားနှုတ်ဝတ်နဲ့မွေးလော်ခြင်းကိုကောင်းဆောင်မလုပ်ရဖို့ရန်အတွက်တားဆီးပိတ်ပင်တာတွေမလုပ်စေခြင်းဘူးဒါကြောင့်မို့လို့အဲ့လိုမျိုးမလုပ်ဖို့ရန်အတွက်သူတို့အသက်ဆုတောင်းပေးမယ်အဲ့လိုမျိုးကျွန်တော်တို့နေတဲ့နိုင်ငံတွေမတူဘူးကျွန်တော်ရက်ရွာမှာရှိတဲ့အုပ်ချုပ်သူတွေမတူဘူးတချို့ကတော့ခရီးယန်တွေကိုကောင်းမှုစွာဆက်ဆံတယ်တရားမျှတစွာဆက်ဆံတယ်တချို့ကတော့မလိုလားမုန်းတီးကြတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ရှိတဲ့နေရာမှာကျွန်တော်တို့အုပ်ချုပ်နေတဲ့သူတွေကျွန်တော်တို့နဲ့အတူနေတဲ့လူအပေါင်းတို့ကယ်တင်ခြင်းရဖို့ရန်အတွက်ဓမ္မတရားကိုသိဖို့ရန်အတွက်သူတို့အသက်ဆုတောင်းပေးပါကျွန်တော်တို့အုပ်ချုပ်နေတဲ့သူတွေအနာပိုင်တွေလည်းကျွန်တော်တို့ခရစ်ယာန်တွေကိုကောင်းမှုစွာဖြင့်ဘုရားဝန်းနဲ့မွေးလို့ခြင်းရှိဖို့ရန်အတွက်အုပ်ချုပ်ပေးဖို့တရားမျှတစွာအုပ်ချုပ်ပေးဖို့ငြိမ်းချမ်းစွာနေနိုင်ဖို့ရန်အတွက်ဉာဏ်ပညာရှိစွာတရားမျှတစွာမှန်ကန်စွာအုပ်ချုပ်ပေးဖို့သူတို့အတွက်ကျွန်တော်တို့ဆုတောင်းပေးကြရအောင်အဲ့လိုမျိုးအသက်တာကိုမတွေ့ကြုံမခံစားရတဲ့နေရာဒေသမှာလည်းသူတို့နောင်တရပြီးတော့မှန်ကန်စွာမေတ္တာနဲ့အုပ်ချုပ်ပေးဖို့ရန်အတွက်သူတို့အတွက်ကျွန်တော်အားလုံးဆုတောင်းပေးရအောင်ဘာဖြစ်လို့လဲလူတိုင်းအားလုံးကိုဘုရားသခင်ကတမန်တရားကိုတည်စေခြင်းနဲ့ကယ်တင်ခြင်းရစေခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်တဆူတည်းပဲရှိတယ်ကယ်တင်ရှင်ရွေးနှုတ်ရှင်ယေရှုခရစ်တော်တပါးတည်းပဲရှိတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ